စေတန်ကူးွယ်မှုဆိုတာတကယ်ပဲရှိရလား။ဒါမှမဟုတ်ကျွန်တော်တို့ horror movie ထဲမှာမြင်မှုနေရတိုင်းပဲစေတန်ကူးွယ်မှုကတကယ်ပဲကြောက်ဖို့ကောင်းနေရည်လား။နောက်ကျွန်တော်တို့နဲ့ယဉ်ကျေးပြီးသားဖြစ်တဲ့ဒီ sample တွေကရောစေတန်ကူးွယ်မှုနဲ့ဘယ်လိုမျိုးဆက်ဆက်နေရလဲ။ဒီကြောင့်ရတဲ့အကုန်လုံးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးမှာပဲဖြစ်ပါတယ်။စေတန်ကူးွယ်မှုကတကယ်ရှိရလားဆိုတဲ့မေးခွန်းကိုလူတွေမေးလာခဲ့တာတော့နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။တချို့လူတွေကပြောကြတယ်ဒါကတော့အမှောင်နဲ့ပတ်သက်တဲ့ယုံကြည်မှုတစ်ခုပဲ။ဒါပေမဲ့တချို့တွေကကြတော့လူတွေကြောက်အောင်ဖန်တီးထားတဲ့ပုံမြင်သက်တစ်ခုပါပဲလို့ပြောကြတယ်။ဒါပေမဲ့အမှန်တရားကတော့အဲ့ဒီနှစ်ခုရဲ့ကြားထဲမှာရှိနေတယ်လို့ပြောရမှာပါ။ဘာကြောင့်လဲဆိုတော့စေတန်ဆိုတဲ့စကားကတကယ်ပထမအစမှာဒီပဲဆိုတဲ့နာမည်တစ်ခုတော့မဟုတ်ခဲ့ပါဘူးကျွန်တော်တို့ရှေးဟောင်း Hebrew ဘာသာမှာစေတန်ဆိုတာစက်ကျင်တဲ့သူအတိုက်ခံလုပ်တဲ့သူဆိုတဲ့အဓိပ္ပာယ်ပဲရှိပါတယ်အဲ့ဒီအချိန်တုန်းကလည်းစေတန်ကိုကူးွယ်တဲ့ဘာသာရေးတစ်ခုအနေနဲ့မရှိနေပါဘူးဒါပေမဲ့ခရစ်ယာန်ဘာသာပေါ်ပေါက်လာပြီးတဲ့အချိန်မှာတော့စေတန်က evil ပုံရိပ်ဖြစ်လူတွေကစတင်ပြီးတော့မြင်လာခဲ့ကြပါတယ်ပြီးတော့ Middle Age လို့ခေါ်တဲ့ခေတ်မှာယူရိုတစ်ခုလုံးကြောက်စိတ်တွေနဲ့ပြည်ခဲ့တဲ့အခိုက်အတန့်ရှိခဲ့ပူပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေကတဖြည်းဖြည်းနဲ့ယုံကြည်လာကြတယ်။စုံမတွေစေတန်တွေဆိုတာကအတူတူပဲဆိုပြီးတော့တွေးလာကြတယ်။တို့သဖြင့်ညာဘက်တွေမှာ secret ritual တွေစပြီးတော့လုပ်တယ်။ဒီလို story တွေစပြီးပြန်ထလာတဲ့အတူတူ sample တွေလည်းစတင်ပြီးတော့ပေါ်ပေါက်လာခဲ့တယ်။ဒီ sample တွေကတော့ကျွန်တော်တို့မြင်ဘူးနေကြဖြစ်တဲ့9000ကျယ်ပုံစံပြီးသွားရင်ပြောင်းပြန် crop နောက်ဆုံးကတော့စေတန်ရဲ့နာမည်အကြီးဆုံး sample လို့ပြောလို့ရတဲ့စိတ်ခေါင်းပုံပါဒီစိတ်ကောင်းပုံရဲ့အဓိပ္ပာယ်က like and death god and evil ဆိုတဲ့လူတွေရဲ့သဘောတဘာဝရဲ့ opposite side ကိုပြတဲ့ figure တစ်ခုပါပဲတကယ်စေတန်နဲ့ဘာမှမသက်ဆိုင်ပါဘူးဒါပေမဲ့လူတွေကကြောက်စိတ်တွေပုံပုံကြီးမားလာတဲ့အမြဒီဇမ်ဘယ်တွေက evil ရဲ့အရေးရောင်နဲ့သက်ဆိုင်နေတယ်ဆိုပြီးတော့တွေးမြင်လာကြတာတစ်ခုပါပဲဒါပေမဲ့ story ကမပြီးသေးဘူးဗျ1966ခုနှစ်မှာ Adam Levy ဆိုတဲ့လူတစ်ယောက်က Church of Satan ကိုစတင်တည်ထောင်လိုက်တယ်အဲ့ဒီချိန်မှာပဲစေတန်ဆိုတဲ့အရာကပထမဆုံးအကြိမ်တရားဝင် organization တစ်ခုဖြစ်လာခဲ့တယ်။ဒါပေမဲ့အရေးကြီးဆုံးအချက်လူတွေမသိတဲ့အချက်ကသူတို့ကစေတန်ကိုတကယ်ဒီမိုတစ်ခုအဖြစ်ယုံကြည်လို့ဒီ Church of Satan ကိုတည်ထောင်ခဲ့တာမဟုတ်ဘူးဗျာ။စေတန်ကို sample တစ်ခုအနေနဲ့ပဲသုံးခဲ့တာ။ဘာတိပဲလဲဆိုတော့ self power, freedom, human desire ဒီလိုအယူအဆတွေကိုကိုစားပြုတဲ့ sample တစ်ခုအနေနဲ့ပဲသူတို့ကသုံးခဲ့ကြတာ။ဒါပေမဲ့ဒီနေ့ခေတ်မှာတော့တချို့လူတွေကစေတန်ကိုတကယ်ရှိရလို့ယုံပြီးတော့ usual တွေဆက်ပြီးတော့လုပ်နေတော့မယ်။ဒါကြောင့်စေတန်ကိုးကွယ်မှုတကယ်ရှိလားဆိုရင်တော့တကယ်ရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့မြင်မှုနေတဲ့ horror ကားတွေကအမြဲတမ်းအမှောင် usual တွေနဲ့ပြည့်နေတဲ့အရာတော့မဟုတ်ပါဘူး။တကယ်တော့ဒါဟာတမိုင်းကြောက်တဲ့ကြောက်စိတ်တွေလူတွေရဲ့သဘောတဘာဝတွေဘာသာရေးတွေပြီးတော့ယုံကြည်မှုတွေနဲ့အားလုံးရောနှောပြီးဖြစ်လာတဲ့ idea တစ်ခုပဲဖြစ်ပါတယ်။ဘာလို့လဲစေတန်နဲ့ပတ်သက်ပြီးတော့ဘယ်လိုယုံကြည်ကြတာရှိလဲကျွန်တော် comment မှာဝင်ရောက်ဆွေးနွေးပါလို့ရပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာဆက်ပေးကြပါမယ်ဗျ